Premier League Champion Arsenal အသင်းနဲ့ FA Cup Champion Manchester City အသင်းတို့က2026 Community Shield မှာပြန်တွေ့ပြီးဒီပွဲလေးကိုတော့မြန်မာစံတော်ချိန်ည8:00နာရီခွဲမှာရှင်းလင်းကစားတော့ကြမှာပဲဖြစ်တယ်။ Arsenal အသင်းကတော့2025-2026 Premier League Season မှာဆိုရင် Champions League နဲ့အဆုံးသတ်ခဲ့ပြီးတော့ Man City အသင်းကတော့ Pep Guardiola ရဲ့ခေတ်လွန်ဒီပြ Enzo Maresca ရဲ့ခေတ်ကိုပြန်လည်စတင်လို့လာခဲ့ပြီ။ဒီပွဲမှာမြေကွန်းကြီးအနေနဲ့ Arteta ရဲ့ set piece နဲ့ defensive control ကဒီပြ Enzo Maresca ရဲ့ possessional gain နဲ့ man to man press ကိုအနိုင်ယူနိုင်ပါမလားဆိုတာကျွန်တော်ဒီနေ့မှာပွဲကြိုသုံးသပ်ချက်ခံမှတ်ချက်လေးလုပ်ပြသွားမှာဖြစ်တယ်ဒီကနေ့အာဆင်နယ်ရဲ့ကစားဟန်အသင်းအခြေအနေကိုပြောရမယ်ဆိုရင်အဓိကသတ်မှတ်ပေးခဲ့တာတော့သူတို့ရဲ့ defensive control နဲ့ set piece efficiency အာဆင်နယ်အသင်းအနေနဲ့set piece ကို attacking ဝင်ပုံဖြစ်အသုံးချခဲ့တယ်။ဒီဘက်ကိုကြည့်မယ်ဆိုရင်လည်းဂိုသမာဒေးဗစ်ရာယာက16ပွဲလောက်ဒီကနေ့ရှိရခဲ့တယ်။အသင်းအခြေအနေကိုကြည့်မယ်ဆိုရင် opponent shot ကို target တွေမရအောင်6ပွဲထိထိန်းချုပ်နိုင်ခဲ့တယ်။ club review တွေအရဆိုရင်အာဆင်နယ်က conceded XG မှာဆိုရင် 28.5 တိရှိတယ်။ opponent pitch chance တွေမှာဆိုအကြိမ်50ရှိတယ်။ shot fade မှာအကြိမ်310နဲ့ shot on target fade မှာဆိုအကြိမ်90လီမှာဆိုရင်အနေဆုံး record တွေရခဲ့တယ်။အာဆင်နယ်ကအမြဲတမ်း position ရဖို့ရက်ကစားတာမဟုတ်ဘူး။ဘေးရက်ကိုစနစ်တကျလုပ်တဲ့ opponent ကမိမိတို့ရဲ့ defensive block ထဲကိုမှထိန်းထားပြီးတော့ corner တွေ free kick တွေ second ball တွေနဲ့ structure တွေ attack ကတစ်ဆင့်အခွင့်အရေးတွေဖန်တီးနိုင်တယ်။ဒါကြောင့်ဒီပွဲမှာ City က Arsenal ကို open game နဲ့ကိုဆွဲထုတ်နိုင်ပါမလားဆိုတော့ကျွန်တော်တို့ရဲ့အဓိက tactical ပဲအဖြစ်ကြည့်ရမှာဖြစ်တယ်။ City ရဲ့နီးပြတဲ့ Maresca ရဲ့အကြောင်းကိုကြည့်မယ်ဆိုရင် possessional football ကနီးပြ Pep Guardiola နဲ့ဆင်တူပေမဲ့ press မှာဆိုရင် man to man နဲ့ပူဆန်တယ်။ပြီးခဲ့တဲ့နှစ် head to head တွေကိုကြည့်မယ်ဆိုရင် City က Arsenal အသာရထားတာတွေ့ရတယ်။ City အသင်းအနေနဲ့ Arsenal ရဲ့ structure ကိုကောင်းကောင်းရေးဖတ်နိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်။ကျွန်တော်မြန်ပြောရမယ်ဆိုဒီပွဲမှာပွဲချိကတ်မှုကြည့်မယ်ဆိုရင် Arsenal အသင်းနဲ့ပုံစံတော့ပြောင်းမှာမဟုတ်ဘူး။နီးပြ Maresca အနေနဲ့ Arsenal အသင်းရဲ့ defensive play style တွေကနေပြီးတော့ open game တွေကိုဆွတ်ထုတ်ဖို့အတွက်ခက်ခဲကောင်းခက်ခဲလာနိုင်တယ်။ကျွန်တော်အနေနဲ့ Arsenal ဘက်ကိုပို့ပြီးတော့နည်းနည်းလေးအလေးတာမိတယ်။ Arsenal အသင်းအနေနဲ့ယာတီဂျိုမှာတော့အဖွင့်လာမယ်လို့ကျွန်တော်တို့မြင်မိတယ်။ဘာသာတို့ရဲ့အမြင်တွေကိုလည်း comment လေးမှာဆွေးနွေးသွားလို့ရတယ်။ကျွန်တော်ရဲ့ရွေးချယ်မှုတော့ကျွန်တော်ရဲ့ Telegram channel မှာတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးရဲ့ comment မှာကျွန်တော်ရဲ့ Telegram link လေးချပေးလိုက်မယ်။ Okay ဆင်ကြပါစေ။